ကဲအားလုံးပဲမင်္ဂလာပါဗျာထမင်းအရန်စားလို့ကောင်းစီမယ်အမဲသားချက်နီတွေကိုမျှဝေလိုက်ပါတယ်နော်ချက်နီတွေရတယ်အရန်လက်ကိုလည်းအတွက်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးကျွန်တော်တို့ကအမဲသားလေးကိုတန့်စင်ပြီးတော့ရေစင်အောင်ဆေးထားပေးလိုက်မယ်နော်ပြီးလို့ရှိရင်ခြုံမုတ်စားစနမုတ်ငမ်းကြရည်လေးနဲ့ငယ်ထည့်တယ်ဗျာပြီးလို့ရှိရင်ကျွန်တော်မဆလာမုတ်လေးနည်းနည်းတုံးလာတယ်ဗျာကဲအားလုံးထည့်ပြီးပြီဆိုကျွန်တော်တို့ကနေလိုက်မှာပေါ့နော်ချုံမုတ်စားလေးထဲထဲလေးဝင်အောင်ဒီချာနယ်ပြီးတော့နှက်ထားပေးမှာပေါ့နော်အမေသားလေးကိုဒီချာနှက်ထားလိုက်ပါပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ငှက်တီထားမှာပေါ့ဗျာချက်သွန်းအနီချက်သွန်းဖြူချင်းကျွန်တော်တို့ထောင်းလိုက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကတော့ညအောင်ဒီချာမထောင်းပြတော့ဘူးနော်ဗီဒီယိုဆေးရမကြတော့ညအောင်တော့ထောင်းလိုက်တယ်ပေါ့ဗျာကဲပြီးချက်မှာပေါ့နော်စီထဲတယ်ပေါ့ဗျာစီအေးအေးလေးစားခြင်းနဲ့တူကတော့စီများများလေးထဲပေါ့ဗျာစီစုတဲ့အထိစားမယ်နော်စနစ်မောက်လေးနည်းငယ်ထဲမယ်ဗျာကဲစီစုလာပြီးဆိုကျွန်တော်တို့ခုနချက်တုံးအနီချက်တုံးဖြူချင်းထောင်းလာတာလေးကိုထည့်လိုက်မယ်နော်ထည့်ပြီးတော့ကျွန်တော်တို့ကမှုရမယ်ဗျာကဲကျွန်တော်တို့ကမှုထားပေးလိုက်မှာပေါ့နော်ဒီနေရာမှာစိုက်နေနေတော့ဆေးရမယ်ပေါ့နော်ချက်တုံးအနီလေးချက်တုံးဖြူလေးချက်တဲ့အထိပေါ့နည်းနည်းရပြီဆိုရင်ကျွန်တော်တို့ကအစိမ့်မှုတ်လေးထည့်မှာပေါ့နော်ခွဲချက်မှုတ်လေးနဲ့ရောင်တယ်မှုတ်လေးနဲ့ရောထားတဲ့ဟာလေးကိုကျွန်တော်ထည့်တုံထားတယ်ဗျာဒီနေရာမှာစိုက်စစ်စစ်လေးတော့မှုပေးရမှာပါဗျာချက်တုံးနေတွေရုပ်တီတွေကြောက်အောင်ပေါ့နော်အဲ့ဒါမှအညှိနှံ့နေပြောင်းမှာပါဗျာကဲပြီးလို့ရှိရင်ကျွန်တော်တို့ကလောင်းထားတဲ့အမဲသားလေးကိုထည့်လိုက်မယ်နော်ကဲပြီးရလို့ရှိရင်တော့အမဲသားလေးနဲ့နောက်တော့ရှည်ချက်တက်ထားတဲ့ဟာလေးနဲ့နော်လုံးနေအောင်မှုပေးလိုက်ပါဗျာဒီနေရာမှာကျွန်တော်တို့ကရေမထည့်ရဘူးနော်ရေမထည့်ရပဲပါနဲ့ကျွန်တော်တို့ကအဖောင်းလေးနဲ့မအောက်ဘူးနော်အဖောင်းလေးမအောက်ပါနဲ့အသားလေးကျက်အောင်ကျွန်တော်တို့ကစောင့်မှာပေါ့နော်ဒီအနေထားတော့ရပြီအသားလေးနဲ့ကျစ်ပြီးစီလေးနဲ့ပြန်လာပြီးဆိုရင်ကျွန်တော်တို့ကရေထည့်မယ်ပေါ့ဗျာကျွန်တော်ကရေကိုမြက်မြက်လေးထည့်လိုက်တယ်ပေါ့ဗျာတရေပဲချက်မှဆိုတော့ရေမြက်မြက်လေးထည့်လိုက်တယ်ပေါ့နော်ဒီနေရာမှာရေထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အဖုံးဖုံးလို့အော်ရပြီပေါ့နော်ကျွန်တော်ဒီနေရာမှာအဖုံးဖုံးဖို့ဗီဒီယိုရိုက်ဖို့မေ့ရတဲ့အတွက်ကျွန်တော်အဖုံးမဖုံးပြလိုက်ပါဗျကဲအဖုံးလေးဖွင့်ကြည့်လို့ရေတွေခမ်းပြီးစီလေးတွေပြန်လာပြီးဆိုရင်ကျွန်တော်တို့ကမွေဝေးလိုက်မှာပေါ့နော်အိုးကတ်လာမကတ်လာအောင်ပါတော့ကဲစီလေးတွေပြန်ပြီးပေါ့နော်နှစ်တွေရပြီးကြက်လောက်ပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အနှစ်တွေရလာပြီပေါ့နော်ကြက်လာပြီဆိုတော့ကျွန်တော်အမွှေးကြိုက်အောင်မှာပေါ့နော်ကျွန်တော်ကတော့မဆလာရွက်ကိုအောက်ထားတယ်ပေါ့နော်ကျွန်တော်ဆလာရွက်လေးကြိုက်လို့ဒါတချို့နေရာမှာတော့ပူစီနန်လို့ခေါ်ကြတယ်ဗျတခြားနေရာတွေမှာတော့အခေါ်ဝေါ်ချင်းဘယ်လိုခေါ်ကြလဲတော့ကျွန်တော်မသိဘူးဗျကျွန်တော်တို့ဘက်မှာတော့မဆလာရွက်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်အောက်လိုက်တယ်ဗျအောက်ပြီးလို့ရှိရင်ကျွန်တော်တို့အရန်မွှေးတာပြီပေါ့နော်ဒီရွက်လေးအရန်စားလို့ကောင်းတယ်ဗျအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကအဖုံးလေးဖုံးလာလိုက်မှာပေါ့နော်ကဲဒါဆိုအရန်မွှေးပြီးစားလို့ကောင်းစီမယ်အမဲသားလေးဟင်းလေးတစ်ခွက်တော့ရပြီပေါ့ဗျကဲချက်တာအရန်လွက်ကူတာမို့လိုက်ချက်စားကြည့်ကြပါနော်ချစ်တော်ငယ်ချင်းတို့ရေကဲအဆုံးထိကြည့်စုတွေတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျ